ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တီတာမြန်တို့ YouTube channel ကနေပဲဖြစ်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ကတော့တီတာမြန်တို့ YouTube channel ကပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ဒီမနေ့မှာတော့ဘန်းသွားပြီခင်ဗျာနော်ဘန်းသွားပြီသူကပြီးနားလိုက်ရတယ်လို့ပဲ2လကြော်လောက်နားလိုက်ရမယ်ဆိုတော့ကျွန်တော်ကနားလို့မဖြစ်ဘူးအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများမောင်လေးညီမလေးများအခုကျွန်တော်ကဒီ channel အစ်စ်ကနေတင်ပေးမှာနော်မတီတာဆိုတဲ့ channel အစ်စ်ကနေတင်ပေးမှာအဲ့တော့အကိုအမတွေမောင်လေးညီမလေးရဲ့ဒီ channel ကိုတွေ့တယ်ဆိုရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအပြင်ကျွန်တော်ကိုကူညီကြမယ်ဝိုင်း share ပေးကြမယ်ကျွန်တော်ရဲ့မိတ်ဆွေနော်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေအားလုံးသိတဲ့အတိုင်း8ရက်4လမှာ17ရက်4လအထိတင်ထားတယ် live show မှာတော့အကိုအမတွေအားလုံးက1ပတ်ဒီ6ပတ်ဒီပတ်ဒီနှလုံးတင်ထားတယ်ကြာသွားတယ်38ပရိတ်4499ဆိုတဲ့ခဏနေကြာသွားပြီအဲ့တော့ကြာသွားတဲ့အတွက်ကိုကျွန်တော်ကနောက်ထပ်တင်ဖို့ဟာတွေကိုကျွန်တော်ဝင်လိုက်တဲ့ချိန်မှာကျွန်တော်ရဲ့ channel ကနားသွားတယ်နော်ဘန်းသွားတယ်ဘန်းတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ပြောချင်တာကကျွန်တော်ကအခုချိန်ကနေစပြီးကျွန်တော်ဒီ channel အသစ်ကလေးကနေပဲတင်ရတော့မှာဖြစ်တယ်အဲ့တော့အကိုအမတွေမောင်လေးညီမလေးကကျွန်တော် channel လေးကိုကျွန်တော်အကိုအမတွေမောင်လေးညီမလေးတွေအားလုံးရှိကို link တွေချပေးထားမယ်ဒီ link တွေကိုကြည့်ပြီးတာနဲ့တပြိုင်နက်အကိုအမတွေအားလုံးက subscribe ဆိုတဲ့ခေါင်းလောင်းကိုနှိပ်ထားမယ် like လက်မလေးပေးထားမယ်အများမြင်အများပေါက်ဖြစ်အောင်တယောက်တစ်ချက်စီ share ပေးခြင်းအဖြစ်ကျွန်တော်ကိုကူညီကြမယ်ဒါမှသာလေကျွန်တော်တို့မိသားစုဝင်တွေရှေ့ဆက်သွားလို့ရမယ်နော်ဒီနေ့မှလည်းအကိုအမတွေအားလုံးကကျွန်တော်ကဘန်းသွားတာက10ရက်နေ့မှာ9ရက်နေ့မှာဘန်းသွားတယ်10ရက်နေ့မှာတင်ထားတဲ့ခဏနဲ့မှာကိုအမတွေအားလုံးမောင်လေးညီမလေးအားလုံး10ရက်နေ့မှာထွက်တဲ့ခဏအားလုံးသိတဲ့အတိုင်းပဲ1ပတ်ဒီ6ပတ်ဒီကိုအောင်တယ်38ပရိတ်အောင်တယ်494ဆိုတဲ့ main အုပ်အောင်တယ်အဲ့ဒါဒီအောင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘန်းသွားတယ်ဘာမှဆက်လို့မရတော့အဲ့တော့ကျွန်တော်ဒီ channel အစ်စ်ကလေးကနေပဲအကိုအမတွေမောင်လေးညီမလေးတို့တင်ပေးရမှာဖြစ်သည့်အတွက်အကိုအမတွေမောင်လေးညီမလေးတွေ9ရက်မှ17ရက်အထိမှာကြံ3ရက်စာမွေးရမယ်ပတ်တိကခွန်ပတ်တိ10ပတ်တိခွန်ပတ်တိက100ရာခိုင်နှုန်းလာမယ်10ပိုင်း10ပရိတ်တိ100ရာခိုင်နှုန်းလာမယ်ကြိုက်တာကိုအကိုအမတွေမောင်လေးညီမလေးတွေကမွေးကျွန်တော်ဒီ channel အစ်စ်ကလေးကနေပြီးတော့ကျွန်တော်နေတိုက်ကလေးတွေကိုအဆင်ပြေသလို3မိနစ်ပဲရတာအချိန်ကတော့ channel အစ်စ်က3မိနစ်ပဲရတဲ့အတွက်3မိနစ်ကိုကျွန်တော်အဆင်ပြေအောင်တင်ပေးမယ်နော်အဲ့ဒါဆိုလို့ရှိရင်အကိုအမတွေမောင်လေးညီမလေးတွေကျွန်တော်ရဲ့ channel ကိုတီတာမြန်တို့ရဲ့ channel ကိုအကိုအမတွေဖုန်းနံပါတ်တွေတီးပြီးသားဖြစ်ကြတယ်နော်ဖုန်းနံပါတ်တွေတီးပြီးသားဖြစ်တယ်အဲ့တော့အဲ့ဖုန်းနံပါတ်ကနေထားလိုက်ခေါ်မယ်ကျွန်တော်ရဲ့အကိုအမတွေကဒီကျွန်တော်ရဲ့ channel တစ်ကလေးကို subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားမယ် subscribe နှိပ်ထားပြီးအများမြင်အများပေါက်ဖြစ်အောင်တယောက်တစ်ချက်စီ share မယ်ဒါမှသာလျှင်ကျွန်တော်မြန်မြန် live လွှင့်လို့ရမှာအခုနေရတော့အကိုအမတွေအားလုံးသိတဲ့အတိုင်းကျွန်တော်က3မိနစ်ပဲရလို့အကိုအမတွေအားလုံးကိုတင်ပြပေးခြင်းဖြစ်တယ်နော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးတီတာမြန်တို့ YouTube channel မှာဆက်လက်ပြီးလက်တွဲကျင်တဲ့အကိုအမတွေအားလုံးကကျွန်တော်ကို subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားခြင်းအပြင် like လက်မလေးပေးထားခြင်းအပြင်ကူညီကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော် like show လေးနားပါပြီနော်9ရက်မှ17ရက်ထိကြံ3ရက်စာမှာအကိုအမတွေခွန်ပတ်တိ10ပတ်တိလို့ပြောရင်းနဲ့ပဲကျွန်တော် like show လေးကိုအဆုံးသတ်ပါတယ်ခင်ဗျာ